YouTube family လို့ရေမြန်မာပြည်ထဲမှာမင်းနေရုံးဆိုင်တဲ့နေပြီးမင်းနေပြီးတော့ရှိတယ်။အဲ့မင်းနေပြီးတော့ထဲမှာပေါ့နော်စပူတီရီမျိုးနဲ့ဇေဟာတီရီမျိုးနဲ့ပုပ္ပတီရီမျိုးနဲ့အဲ့မျိုးနယ်တွေမှာအောင်မြင်လက်တွေ့အတက်တင်ကွန်ပျူတာသင်တန်းဖွင့်နေထားတယ်။သူ့သင်တန်းကသင်တန်းအကြောင်းဝဲပေါင်း၈ခုရှိတယ်။အဲ့ရတင်တဲ့သင်ကြားနည်းစနစ်ကဘိုင်ဝမ်စနစ်သူကမတက်ရင်ပတ်စံပြန်အမ်းမယ်လို့အာမခံတဲ့ကိုတင်တာသူ့တင်ကြားမှုကယုံကြည်ရတယ်သူရှိမှတင်တဲ့တက်သွားပြီးဌာနဆိုင်ရာလေးရုံးကနာလေးနေပယ်တီးတီးကိုလုပ်တွေဝင်နေကြပြီသူ့ရဲ့တင်ကြားမှုကဘိုင်ဝမ်စနစ်စိတ်ဝင်စားဖို့ကောင်းတယ်သူကကွန်ပျူတာအပြင်ကိုဘာလေးတင်ကြားပေးလဲဆိုတော့ခု line ပေါ်မှာစပီကာတွေပြောနေပါဟောလားတင်တဲ့ကြေး300လို့300လို့အဲ့လောက်ကိုသူကအခမဲ့ထည့်သွင်းတင်ကြားပေးတာသူ့မှာ EQ တင်ကြားပေးတယ် IQ တင်ကြားပေးတယ် SQ တင်ကြားပေးတယ်သူကတင်တန်းချင်းသူ့ရဲ့တင်တန်းကိုတင်ကြားမှုမျိုးစုံနဲ့လူတွေကိုတင်ကြားပေးအဲ့ဒီတော့သူဆိုနေတဲ့တခြင်းလေးတစ်ပုဒ်ကိုဆိုပြမယ်အမောင်လေးရလေးရဲ့ကြေကြော်မယ်ယုံကြည်ပါကျွန်တော်တနေ့တောက်ပါရမယ်နေအောင်လို့ဆွမ်းအားမကြည့်ပြီမယ်ဒူဝင်ကြလောက်တော်လင်းနိုင်ရဲ့ဝက်ကန်တူဝက်ကန်တော်ရွာတီတဲ့ရောက်တော့မယ်တိရွက်လေးတဲ့ကျွေပြီးရာတီလေးတဲ့ပြောင်းသွားပြီးရွာတီတနန်းလေးသူမှဖွင့်နေထားတယ်စိတ်ဝင်စားရင်3996ခွန်42394143ကိုဆက်သွယ်လေသူ့ရဲ့ဝေါ်တွေကိုလည်းဝင်ကြည့်လို့ရတယ်သူကအောင်မြင် YouTube အကောင့်2ကောင့်ရှိရယ် TikTok အကောင့်3ကောင့်ရှိရယ် Facebook အကောင့်1ကောင့်ရှိတယ် Telegram 1ကောင့်ရှိတယ် Viber 1ခုရှိတယ်သူသုံးတဲ့ခုနဖုန်းနံပါတ်ကနေရှာဖွေလို့ရတယ်နော်အားလုံးကိုလိုက်လဲစွာကြိုဆိုပါတယ်အားလုံးကိုချစ်တယ်နော်